တို့ရေးကျမတို့လက်ကူမြန်ဆန်နဲ့ရန်ဟင်းလေးတစ်ခွက်ဖြစ်တဲ့တီးပြဆုံကြော်လေးကြော်စားကြမယ်နော်ကျမကော်ပီရဲ့မုံညင်းတုပ်ရဲ့မုံလာဥနီရဲ့သုံးမျိုးသုံးထားပါတယ်မိမိစိတ်ကြိုက်ပုံစံလိဖြတ်နိုင်ပါတယ်ကျမတို့ဒီပုံစံလေးတွေလိဖြတ်ထားပါတယ်ရှင်ပြီးရင်တော့ကျမစားလေးထည့်မယ်ပြီးရင်တော့ရေသေးချဆေးပါမယ်ရှင်ပြီးရင်တော့ရေစစ်ထားပေးပါမယ်အသီးပြကြော်ကကျမတို့ရေချမ်းနေကြော်စားရတာရတာသိမ့်မဝဲပါဘူးရှင်ရေသေးချစစ်ထားမှကြော်တဲ့ခါစားရတာရတာရှိပါတယ်ကျက်သွန်ပြူသုံးမှတပြားရိုက်ထားပါမယ်ကျုပ်နှလုံးသုံးပါမယ်စီပူလောင်တည်ပါမယ်ရှင်စီပူလာရင်တော့ကျမတို့ကျက်သွန်ပြူလေးကိုစပြီးကြော်ပေးပါမယ်ကျက်သွန်ပြူလေးကလည်းရသွားပြီဆိုရင်တော့ကျမတို့ကြက်ဥထည့်ကြော်ပေးပါမယ်ကြက်ဥလေးကိုကျမတို့ကျွတ်ပြီးတော့မွေးသွားတဲ့အထိကြော်ပေးပါမယ်ကဲကြက်ဥကြော်လေးလည်းရပြီဆိုရင်တော့အသီးပြက်လေးတွေကျမတို့ထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ရတာမုံလေးထည့်ပါမယ်ဒီနေရာမှာကျမတို့ QC ကြိုင် QC ထည့်လဲရပါတယ်เนาะပို့ပြီးစားကောင်းတာပေါ့ရှင်ပို့ပြီးတော့လည်းအသီးပြက်ပို့နူးညံ့စီတယ်ပေါ့เนาะ QC ကမွေးလဲမွေးတယ်စားလို့ရမ်းကောင်းပါတယ်ရှင်အရောင်ကြိုက်ရင်တော့ရောင်ထည့်လို့ရတယ်เนาะတချို့ကတော့ကြာညိုးရောင်လေးကြိုက်ရင်ရောင်ထည့်လို့ရတယ်ကျမကတော့အရောင်မထည့်တော့ပါဘူးဒီပုံစံဒီရောင်လေးပဲကြိုက်လို့ပါကဲကျမတို့အသီးနှံလေးတွေမိမိစိတ်ကြိုက်ဖြစ်တဲ့အနေထားလေးရအောင်ကြော်ပေးပါမယ်ရှင်တီးပဲဆုံကြော်ကတော့ကျမတို့ကျမကြီးနဲ့လည်းရမ်းညညွတ်တယ်စားလို့လည်းအရန်ကောင်းတယ်ပေါ့နော်အဲ့တော့ကျမတို့အများတန်းရန်ဟင်းတစ်ခွက်နေနေရတော့အများတန်းကြော်စားဖြစ်ပါတယ်ရှင်ငယ်တဲ့လူတွေကတော့ကျမတို့နည်းနည်းလေးပေါ့နော်စိမ့်စိမ့်ဆူဆူလေးစားကြတယ်အသက်အရွယ်ကြီးတဲ့လူတွေဆိုရင်တော့ကျမတို့နည်းနည်းပျော့ပျော့လေးကြော်ပေးပါရှင်ပို့ပြီးတော့နူးညံ့ပြီးတော့သူတို့ဝါရတဲ့ခါမှာလည်းအဆင်ပြေတာပေါ့ရှင်ဒါလူကြီးလူငယ်မျိုးပေါ့နော်အရန်စားကောင်းတဲ့ရန်ဟင်းလေးတစ်ခွက်ပါကဲခုဆိုရင်တော့ကျမရဲ့တီးပြဆုံကြော်လေးရသွားပါပြီရှင်ပူပူနွေ့နွေ့နဲ့ရန်ကိုစားကောင်းပါလေရှင်ကြော်စားကြည့်ကြပါနော်ချစ်ရှုသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်